ခဲ့တာတွေမင်းနေပြီလားမောင်ရဲ့ချီရလေးတောင်းရေးလေးနှောက်ခဲ့ပြီအခုတော့မိမတယောက်ထဲလေသမင်းကရှာမတော့တလားကိုစင်ကရဲ့ဖြေပါလေရေရွေလေးစားတော့တလားကိုစင်ကရဲ့ဖြေပါလေဟိုတော့ငါပြဘူးသမျှတွေဟိုတော့ငါချစ်ဘူးသမျှတွေမေ့နေသလားလေကိုစင်ကရဲ့ပြောပါစေတော့လေ